Hi guys, Libby ပါ Libby ဒီနေ့အကြောင်းကနေ bus နဲ့ case study တဲ့ Sofitel Bangkok Sukhumvit Hotel ကိုတွားရောက်လေ့လာခဲ့တဲ့ experience လေးကို share လုပ်ပေးချင်ပါတယ်။ Hotel ရောက်ချင်းပဲသူတို့ BU အကြောင်းသားတွေအတွက်မုန်နဲ့ coffee လေးပြင်ဆင်ထားပေးပါတယ်။စာပြေးနောက်မှာတော့ hotel ရဲ့ background နဲ့ service concept အကြောင်းတွေကိုရှင်းပြပါတယ်။ Next, Colombia, China as well. ခုကတော့ hotel ကိုလိုက်ပြီးလေ့လာကြည့်ခဲ့ပါတယ်။ Inclusive for the previous visit in the one of Bangkok, no more any restaurant. Is it recording for real? Yeah. အခုကတော့ white cellar ကိုလေ့လာခဲ့ပြီးတော့ premium wine collection ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ Libby တို့ရဲ့ tour guide ကလည်းဒီဟာတွေကိုသူကရှင်းပြရပါတော့။အခုကတော့ Libby တို့ room tour လုပ်ခဲ့ပါတယ်။ဒါကတော့ luxury room ပါ။ The room control is actually with the iPad, so you can pick up the iPad and try turn on and off. ဒီ hotel room နဲ့ကြည့်မယ်ဆိုလို့ရှိရင် view က share မိုက်ပါတယ်။ These are students from Bangkok University. Basically doing a hotel round. Just come to the basic. ဒါကတော့ rooftop ပါ rooftop ပါကိုတက်လိုက်တာနဲ့ Bangkok view ကအရန်လာပြီးအဲ့မြင့်နေရော city skyline နဲ့ vibe ကအရန်မိုက်ပါပဲ။ And it's connecting area, so you can walk through the area each other. hotel ကိုလည်းလေ့လာပြီးပြီဆိုတော့ကျောင်းသားတွေအတွက် hotel ကနေမှ special dinner စီစဉ်ပေးထားပါတယ်။သူတို့ရဲ့ portion တွေကအရင်နဲကိုလေ Libby တို့စားလို့စားမှန်းတော့မသိခဲ့ပါဘူး။စားနေရင်းနဲ့မှ Libby တို့သူတို့ fine dining etiquette တွေကိုလည်းသင်ပေးပါတယ်။ zoom ခင်းတွေကိုဘယ်လိုကိုင်ရမလဲဆိုတာတွေဟာတွေပြီးရင်စားတဲ့အခါဘယ်လို elegant ဖြစ်အောင်စားရမလဲဆိုတာလည်းသင်ပေးပါတယ်။ပြီးတော့ toast လုံးတွေကိုလည်းသင်ခဲ့ပါတယ်။ toast လုပ်တဲ့အခါမှာ eye contact လုပ်တာလေးစားမှုပြတာဆိုတာကိုလည်းသိခဲ့ရပါတယ်။ဘန်ကောက်မှာကျောင်းတက်ချင်တာဖြစ်ဖြစ် BU မှာကျောင်းတက်ချင်တာဖြစ်ဖြစ်သိချင်တာလေးရှိရင် Libby ကို comment အောက်မှာမေးလို့ရပါတယ်။ ဗီဒီယိုဆုံးအောင်လိုက်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ Thanks for watching. See you in my next vlog.